Hello အားလုံးပဲမင်္ဂလာပါ Arsenal မြန်မာစပို့ကိုအားပေးနေကြတဲ့ကဏ္ဍဖန်ကြီးကိုမောင်နှမတွေအားလုံးမင်္ဂလာပါကျွန်တော်အခုပြောတော့ပြီးမယ်အကြောင်းအရာလေးကတော့ဒါအားလုံးလည်းစုံစုံလင်လင်ဖြစ်သွားအောင်လို့ဒါဖို့ထုံးစံအတိုင်းပဲပေါ့လေကျွန်တော်နောက်ဆုံးရ Arsenal တင်းများလို့ပဲခေါင်းစဉ်ပြလိုက်ပါတယ်ကျွန်တော်တို့ဒါစပြီးတော့ပြောပါမယ်ဒါမင်းညာကမြန်မာစံတော်ချိန်ဒါ12နာရီခွဲမှာဆိုရင်တော့ကျွန်တော်တို့ဂျီယိုနာတင်းနဲ့ပေါ့လေကျွန်တော်တို့ခြေစမ်းပွဲစပိန်ပြည်မှာခံခဲ့တယ်အာဆင်နယ်တင်းက1-4ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်ပေါ့လေဒီပွဲစဉ်မှာကိုင်ဟာဘတ်ကိုတွန်းနဲ့ကျွန်တော်တို့ကစားသမားတစ်လေးဒါဇိုလစ်ပေါ့လေဇိုလစ်လည်းကိုတွန်းနဲ့မက်စ်တောင်းမန်ပေါ့လေမက်စ်တောင်းမန်ရဲ့ဒါကာဗီယဂျီဆူရဲ့ကျွန်တော်တို့ဒါ1-4ဆိုတဲ့ရလဒ်နဲ့ကျွန်တော်စပိန်ပြည်မှာအနိုင်ရခဲ့တယ်ပေါ့လေအနိုင်ရခဲ့တယ်ဒါမင်းညပွဲစဉ်ရဲ့မောင်ရမက်ဆူကိုတော့ဒါကိုင်ဟာဘတ်ကရရှိသွားတယ်လို့သိရပါတယ်နောက်ထပ်ကျွန်တော်တို့ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အေဗာတန်တင်းကိုကျွန်တော်မကြမီမှာပြောင်းရွှေ့သွားတော့မဲ့နော့ဂတ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်လည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဖာဗီစီယိုရိုမာနိုဒါဟီဝီကိုရွားကြီးပေါ့လေကျွန်တော်တို့တန်းတော်တော်များများတောင်အများကြီးတောင်မှဒါအေဗာတန်တင်းကဒါအရင်အစောပိုင်းနေမှာစိတ်ဝင်စားတယ်ဆိုပြီးတော့တောင်ဒါတည်းမထွက်ခဲ့ဘူးပေါ့လေဒုံကနေတိုင်းကနေနဲ့ဒါကျွန်တော်တို့အေဗာတန်တင်းကခရစ္စတီယာနိုဂတ်ကိုခေါ်ချသွားတယ်ပေါ့လေဒါပေါင်တန်းဒါ9တန်းနဲ့အတူကျွန်တော်တို့တေဝမ်ဒါအာဆင်နယ်တင်းနဲ့အတူဒါပြောင်းရွှေ့အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီးဖာဗီစီယိုရိုမာနိုလည်းတေဝမ်ပေါ့လေဟီဝီကိုပေါ့လေတင်ထားပြီးဖြစ်တဲ့အနေအထားမျိုးကြောင့်ဒါခရစ္စတီယာနိုဂတ်အနေနဲ့လာမယ့်ရက်ပိုင်းတွေမှာကျွန်တော်တို့အေဗာတန်တင်းနဲ့အတူဆေးစစ်မှုတွေခံယူပြီးတော့အေဗာတန်တင်းကိုဒါတေဝမ်ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်နိုဂတ်ကတော့ကျွန်တော်တို့ဒါမိနစ်ကတရားဒီပေါ့လေကျွန်တော်တို့ဒါဒီတော်တော်များများတော့ဒါပွဲထွက်ခွင့်မရခဲ့ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ဒါချန်ပီယံစုဒါပရီးမီးယားလိချန်ပီယံစုရရှိပြီးတော့ဒီတရားဒီလာကစားတဲ့အနေအထားမျိုးမှာအကောင်းမွန်ဆုံးဒါသူ့ရဲ့ဒါကစားသမားဘဝကိုပေါ့လေကျွန်တော်တို့အာဆင်နယ်တင်းမှာတကယ်ကိုပြောအနှစ်တာပြေဝစွာနဲ့ပဲနှုတ်ဆက်နိုင်ခဲ့တယ်ပေါ့လေဒါလေးကတော့ကျွန်တော်တို့အပေါင်းလက္ခဏာဆောင်တဲ့အရာလေးဖြစ်ပါတယ်နော့ဂတ်ကတော့ဒါလာမဲ့ရက်တွေအတွင်းမှာအေဗာတန်တင်းကိုတေဝမ်ဒါကျွန်တော်တို့ပေါင်တန်း9တန်းနဲ့အတူတေဝမ်ပြောင်းရွှေ့သွားတော့မှာဖြစ်ပါတယ်နောက်ထပ်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့အခုလက်တလို့ပေါ့လေကျွန်တော်တို့ဒါဒီဖာဗီစီယိုရိုမာနိုတို့ဒါဒေးဗစ်ဝန်စတင်းတို့စီကတေဝမ်ဒါတဘောတူညီမှုရပြီးတော့တေဝမ်ဒါဖာဗီစီယိုရိုမာနိုစီကဟီယာဝီကိုမဖြစ်သေးတဲ့ဘရူနိုဂူမာရိုရဲ့အပြောင်းရွှေ့ပေါ့လေလောလောဆယ်ဘရူနိုဂူမာရိုရဲ့အပြောင်းရွှေ့မှာဆိုရင်တော့နောက်အာဆင်နယ်ကတကယ်ကိုဒါအာဆင်နယ်တင်းနဲ့ပတ်သက်လာရင်တော်လေးကိုစိတ်ချယုံကြည်ရတဲ့နောက်အာဆင်နယ်ကပေါ့လေနောက်အာဆင်နယ်ကဒါဘရူနိုဂူမာရိုအနေနဲ့ပေါ့လေအာဆင်နယ်တင်းနဲ့အတူတနင်္လာနေ့ပေါ့လေမနက်ဖြန်မှာပေါ့လေအာဆင်နယ်တင်းနဲ့အတူဒါဆေးစစ်မှုတွေခံယူမယ်ဆိုပြီးတော့ဖော်ပြထားတယ်ပြောင်းရွှေ့ကြီးအဖြစ်လဲဒါကျွန်တော်တို့ပေါင်တန်း89တန်းနဲ့ပေါ့လေအပြောင်းရွှေ့တဘောတူညီမှုဒါနျူကာဆယ်တင်းနဲ့အာဆင်နယ်ကြားမှာတဘောတူညီမှုရရှိထားပြီးသွားပြီလို့တော့ဖော်ပြထားတယ်ပေါ့လေကျွန်တော်တို့ဒါအာဆင်နယ်တင်းနဲ့ဘရူနိုဂူမာရိုကြားမှာ9နှစ်စာချုပ်နဲ့တဘောတူညီမှုရရှိပြီးသားဆိုတာလဲအားလုံးအတိပဲဖာဗီစီယိုရိုမာနိုကိုယ်တိုင်လဲကွန်ဖန်ထားတယ်ပေါ့လေဒါကျွန်တော်တို့ဒါလောဆယ်မှာတော့ဒေးဗစ်ဝန်စတင်းစီကကျွန်တော်တို့အာဆင်နယ်တင်းနဲ့ဒါနျူကာဆယ်ကြားမှာပြောင်းရွှေ့ကြီးဘလောက်နဲ့တဘောတူညီမှုရရှိထားပြီဆိုပြီးတော့လဲတင်ပြဖော်ပြမထားသေးဘူးဒါဖာဗီစီယိုရိုမာနိုလဲတရားဝင်ဟီဝီကိုမလုပ်ထားသေးပေါ့လေဒါပေမဲ့ဒါနောက်အာဆင်နယ်ကတော့ကျွန်တော်တို့အာဆင်နယ်တင်းနေနဲ့ပတ်သက်လာရင်နောက်ဒါတိကျကြတဲ့နောက်အာဆင်နယ်ကတော့တကယ်ကိုခိုင်မာဆိုထားတယ်အာဆင်နယ်တင်းနဲ့နျူကာဆယ်ကြားမှာပေါင်တန်း89တန်းနဲ့အတူတဘောတူညီမှုရရှိပြီးသွားပြီကျွန်တော်တို့ဒါလာမဲ့ဒါတနင်္လာနေ့ပေါ့လေမနက်ဖြန်မှာဒါအာဆင်နယ်တင်းနဲ့အတူဘရူနိုဂူမာရိုအနေနဲ့လာရောက်စစ်စစ်မှုခံယူမယ်ဆိုပြီးတော့ဒါနောက်အာဆင်နယ်ကတော့အတိအကျဖော်ပြထားတယ်ပေါ့လေဒီတင်းကကျွန်တော်အနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်90-95လောက်ထိဒါကျွန်တော်တို့ယုံကြည်ရတယ်ဗျာအာဆင်နယ်တင်းအနေနဲ့ပတ်သက်လာရင်နောက်အာဆင်နယ်တို့ဟန်အော့အာဆင်နယ်တို့ဆိုတာကတကယ်ကိုတည်ကြတဲ့အနေအထားမျိုးဖြစ်တာကြောင့်ကျွန်တော်တော့ဒီနေ့တော့မဟုတ်ဒါမနက်ဖြန်အစောပိုင်းလောက်မှာကျွန်တော်တော့ဒါဖာဗီစီယိုရိုမာရိုတို့စီကဒါဒေးဗစ်ဝန်စတင်းတို့စီကတဘောတူညီမှုရရှိပြီးတရားဝင်ဟီဝီကိုပြီးဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလာမယ်တော့ထင်တယ်ပေါ့လေလက်လောကျွန်တော်ခုတင်ဆက်နေတဲ့အချိန်ထိတော့ဒါဖာဗီစီယိုရိုမာနိုစီကရောဒေးဗစ်ဝန်စတင်းစီကရောဘရူနိုဂူမာရိုနဲ့ပတ်သက်တဲ့တရားဝင်ပေါ့လေထုတ်ပြန်ချက်ပေါ့လေဒါလောလောဆယ်အထိမထွက်လာသေးပေါ့လေနောက်ထပ်ကျွန်တော်တို့ဖော်ပြပေးမဲ့အကြောင်းအရာလေးကတော့ဒါလက်တလောဒါဖြစ်နေတဲ့ဗီနီစီယာဂျူနီယာပေါ့လေဗီနီစီယာဂျူနီယာနဲ့ပတ်သက်ပြီးတော့ဒါအခြေအနေလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောပြပြီးတော့မှာဖြစ်ပါတယ်
ကျွန်တော်လက်တော့ကျွန်တော်အာဆင်နယ်ရင်းနေနဲ့ပတ်သက်လာရင်တကယ်ကိုတည်ကြတဲ့တကယ်ကိုခိုင်မာတဲ့ဟန်အော့အာဆင်နယ်ပေါ့လေဟန်အော့အာဆင်နယ်ကတော့ဘယ်လိုဖော်ပြထားလဲဆိုတော့ကျွန်တော်တို့ဒါအာဆင်နယ်နဲ့ဗီနီစီယာဂျူနီယာကြားမှာပေါ့လေမူအားဖြင့်ဒါကျွန်တော်တို့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားပြီဆိုပြီးတော့ဒါမနေ့လောက်ကပေါ့လေမနေ့ကလောက်ကကျွန်တော်ဟန်အော့အာဆင်နယ်ကဖော်ပြထားတယ်ကျွန်တော်တို့နောက်ထပ်ဒေးဗစ်ဝန်စတိန်စီကကြားခဲ့တဲ့အရာကတော့ကျွန်တော်လာမက်ရက်ပိုင်းအတွင်းမှာဒါဒေးဗစ်ဝန်စတိန်ပြောတဲ့အရာပေါ့လေဒေးဗစ်ဝန်စတိန်တင်ပြတဲ့အရာကိုကျွန်တော်နည်းပြောပြပေးတော့မယ်ဒေးဗစ်ဝန်စတိန်ပြောတာကဗီနီစီယာဂျူနီယာနဲ့ပတ်သက်ပြီးတော့ပေါ့လေလာမက်ရက်ပိုင်းတွေမှာဒါအနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုယ်ပြသိရမယ်ဒီမှာအချက်3ချက်ရှိတယ်ကျွန်တော်တို့ဒါ Metron နဲ့ပေါ့လေဒီ Real Metron နဲ့စာချုပ်တက်တန်တိုးမလားဒါမှမဟုတ်လဲဒါ2020ခွန်ပေါ့လေဒါ2020ခွန်မှာကျွန်တော်တို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းမလားဒါမှမဟုတ်ပဲကျွန်တော် Arsenal တင်းစီကိုဒါဒီနှစ်မှာပဲပြောင်းရွှေ့မလားပေါ့လေဒီအချက်3ချက်ကိုလာမက်ရက်ပိုင်းတွေမှာကိုယ်ပြသိရမယ်ဆိုပြီးတော့ David Winston ဆိုထားတယ်ပေါ့လေဒါကျွန်တော်တို့လောလောဆယ်မှာဆိုရင်တော့ဒါ David ဒီ Vinicius Junior နဲ့ဒါ Metro တို့ကြားမှာလာမက်ရက်ပိုင်းတွေမှာစာချုပ်တဲ့အနေနဲ့အပြိုင်ဆိုင်ဆွေးနွေးမယ်ပေါ့လေအပြိုင်ဆိုင်ဆွေးနွေးမယ်အကယ်၍သဘောတူညီမှုရရှိမယ်ဆိုရင် Vinicius Junior အနေနဲ့ Metro မှာဆက်နေမယ်ပေါ့လေဒါမှမဟုတ်ပဲကျွန်တော်တို့ Vinicius Junior က okay ကျွန်တော်တို့ဒါစာချုပ်လည်းမချုပ်တော့ဘူးလာမက်နှစ်ကျမှဒါစာချုပ်ကတစ်နှစ်ပဲကြံတော့တယ်ပေါ့လေအဲ့လိုမျိုးအနေထားမျိုးမှာစာချုပ်မချုပ်တော့ဘူးဒါဒီလာမက်နှစ်ကျမှပဲကျွန်တော်တို့ဒါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်နိုင်တယ်နောက်ထပ်ဆုံးဖြတ်နိုင်တာကတော့ဒီနှစ်အတွင်းမှာပဲအာဆင်နယ်တင်းကိုပြောင်းရွှေ့မယ်ဆိုပြီးတော့ဆုံးဖြတ်နိုင်တယ်ပေါ့လေခုလက်လောအနေထားမျိုးအရာဆိုရင်လည်းဒါဒေးဗစ်ဝန်စတိန်ဖော်ပြတာကပေါ့လေဒါဗီနီစီယာဂျူနီယာအနေနဲ့အာဆင်နယ်တင်းထံကိုပြောင်းရွှေ့ဖို့အတွက်လမ်းဖွင့်ထားတယ်ဆိုပြီးတော့ဖော်ပြထားတဲ့အနေအထားမျိုးဖြစ်တော့ဒါဗီနီစီယာဂျူနီယာအပေါ်မှာဒီအပြောင်းရွှေ့တွေဒီကိစ္စတွေကပေါ့လေအားလုံးမူတည်တော့တာဖြစ်ပါတယ်အကယ်၍ဗီနီစီယာဂျူနီယာအနေနဲ့ဒီစာချုပ်တက်တန်တိုးကျင်တယ်ဆိုရင်ဒါမထွန်မှာဆက်နေမယ်အကယ်၍အာဆင်နယ်ပြောင်းကျင်တယ်ဆိုရင်ဒါအာဆင်နယ်ဒါကန့်လန့်တဲ့ဥစ္စာကိုဒါသဘောတူမဲ့အနေထားပေါ့လေအကယ်၍ကျွန်တော်တို့ဒါမနီစီယာဂျူနီယာနဲ့ဟုတ်ပြီဒါတစ်နှစ်တော့ဆက်နေကျင်နေတယ်အပြောင်းရွှေ့ဒါယာဒီကုံမှာပဲဒီနေ့ယာဒီကုံကြမှာပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းမယ်ဆိုပြီးတော့အဲ့လိုမျိုးအနေထားမျိုးဒါ3မျိုးပေါ့လေကွယ်ပြဒေးဗစ်ဝန်စတင်ကသိရမယ်လို့တော့ဆိုထားတယ်ကျွန်တော်အမြင်ရဆိုရင်တော့ကျွန်တော်တို့မက်ထရစ်ကစဉ်းစားနိုင်တာကဗီနီစီယာဂျူနီယာအနေနဲ့ယခုဒါချက်ချင်းပေါ့လေစာချုပ်တချုပ်ရင်ချုပ်မချုပ်ရင်ဒါအာဆင်နယ်တင်းထံကိုကျွန်တော်တော့ရောင်းချမယ်လို့တော့ထင်တယ်ပေါ့လေဘာလို့လဲဆိုတော့သူတို့တင်းရဲ့ကစားသမားကောင်းကိုဒါအလွတ်ပြောင်းရွှေ့ကြီးနဲ့တော့အထွက်ခံမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့တော့ထင်တယ်ပေါ့လေအဲ့လိုမျိုးတော့မြင်တယ်ဗီနီစီယာဂျူနီယာအနေနဲ့ဆုံးဖြတ်မယ်စာချုပ်တဲ့ဒီနှစ်အတွင်းမှာပေါ့လေစာချုပ်တဲ့ထပ်ချုပ်မလားဒါအတင်းစီကိုရောင်းချခံရမလားပေါ့လေဒီအနေထားမျိုးနှစ်ရက်ဖဲလို့တော့ကျွန်တော်အနေနဲ့မြင်တယ်အလွတ်ပြောင်းရွှေ့ကြီးနဲ့ဒါမက်ထရစ်ကထွက်ခွာခွင့်လုံးဝပေးမယ်လို့တော့ကျွန်တော်တော့မထင်ဘူးပေါ့လေဒါဒီကစားသမားကောင်းကကျွန်တော်တို့ဒါမက်ထရစ်မှာလည်းဒါအတိုင်းအတာတစ်ခုထိဒါကီလီယန်အဘဘေတို့နောက်ဆိုရင်ဒါသူ့အနေနဲ့ဆိုရင်အကောင်းဆုံးသောကစားသမားတွေထဲမှာပါတယ်ဆိုတော့ပြောင်းရွှေ့ကြီးအပြင်ဒါဆုံးရှုံးခံမှာတော့မဟုတ်ဘူးပေါ့လေမက်ထရစ်ကအလွတ်ပြောင်းရွှေ့ကြီးနဲ့ဒါကျွန်တော်တို့ထွက်ခွာခွင့်ပြုလိုက်မယ်ဆိုရင်အများကြီးဆုံးရှုံးနေနာမဲ့အနေအထားမျိုးမှာမက်ထရစ်ကတော့အဲ့လိုမျိုးဖြစ်ခံမှာမဟုတ်ဘူးစာချုပ်တဲ့ဒါဗီနီစီယာဂျူနီယာအနေနဲ့စာချုပ်တဲ့လက်ခံမခံရင်ဒီຫນွေမှာပဲဒါမက်ထရစ်ကတော့ဗီနီစီယာဂျူနီယာကိုဒါအဆင်ပြေတဲ့တင်းထံပေါ့ဗောလေအာဆင်နယ်မှမဟုတ်ဘူးလောလောဆယ်တော့အာဆင်နယ်ကတော့လောလောဆယ်အတက်ပြေးနေတယ်ဗောလေတက်ပြေးနေတယ်ဗီနီစီယာကိုဂျူနီယာကိုခေါ်ယူဖို့အတွက်လုံးဝဒါ favorite တင်ဖြစ်တယ်ဗောလေကျွန်တော်တော့စာချုပ်တဲ့ချုပ်ရင်ချုပ်မချုပ်ရင်ဒါဗီနီစီယာဂျူနီယာအနေနဲ့ဒီຫນွေရာဒီမှာပဲဒါခြားသောကလပ်တင်းထံကိုဗောလေဒါမက်ထရစ်ကတော့ရောင်းချသွားဖို့ဆုံးဖြတ်နိုင်မယ်လို့ရောကျွန်တော်အနေနဲ့ထင်တယ်အားလုံးပဲဒါကျွန်တော်လောလောဆယ်ပေါ့လေကျွန်တော်တည်ထားရမြဒါကျွန်တော်တို့အာဆင်နယ်နဲ့ပတ်သက်တဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့လာရောက်တင်ဆက်ပေးတာဖြစ်ပါတယ်ဒါဗီနီစီယာဂျူနီယာတော့လာမက်ရက်ပိုင်းတွေမှာဒါဘယ်လိုဆုံးဖြတ်သွားမလဲပေါ့လေကျွန်တော်တို့ရင်ခုန်စိတ်လှုပ်ရှားဝေရစောင့်မျှော်ကြည့်ရှုသွားရမှာဖြစ်ပါတယ်ဒါလောလောဆယ်ဗီနီစီယာဂျူနီယာတင်းတွေပဲပို့ပြီးတော့များနေတယ်ပေါ့လေကျွန်တော်တို့ဒါဘရူနိုကူမာရိုရဲ့အခြေအနေကတော့ကျွန်တော်တို့စေးလေထားလို့ရပြီပေါ့လေဒါပေမဲ့ကျွန်တော်ဒေးဗစ်ဝန်စတိန်နဲ့ဖာဘီစီယိုရိုမာနိုတို့ကကျွန်တော်တို့ဒါတရားဝင်အတည်ပြုချက်မထုတ်ပြန်သေးပေမဲ့ကျွန်တော်တို့တော်တော်များများ report တွေမှာဆိုရင်တော့အာ
အာဆင်နယ်တင်းနဲ့ဒါကျွန်တော်တို့ Newcastle ကြားမှာရောအကုန်လုံးသဘောတူညီမှုရရှိသွားပြီဒါအစောပိုင်းကတော့ကစားသမားနဲ့သဘောတူညီမှုရတယ်နောက်ပိုင်းမှာတော့ညှိနှိုင်းရင်နဲ့ကျွန်တော်တို့သဘောတူညီမှုဒါပေါင်89တန်းနဲ့ Newcastle တင်းနဲ့အလုံးစုံသဘောတူညီမှုရရှိပြီဆိုပြီးတော့ဆိုထားတယ်ဗောလေကျွန်တော်တို့အသေးစိတ်အနေထားမျိုးလေးငွေပေးချေတဲ့ပုံစံမျိုးလေးကြံနေသေးတဲ့အနေထားမျိုးဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီဟာလေးတွေပြီးရင်တော့တရားဝန်ဒါ Hiwi ကိုဒါပဲ David Winston ကလည်းသဘောတူညီမှုအလုံးစုံရရှိပြီးကြောင်းတင်ပေးပါလိမ့်မယ်ဗောလေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒါကိုယ့်ရဲ့လုံခြုံရေးအတွက်လည်းအထူး view ဆိုင်ကြပါလို့ပြောချင်ပါတယ်အားလုံးပဲနေကောင်းကြမှာကြပါစေဒါနောက်ထပ် video တွေမှာဒါကျွန်တော်တို့ပြန်ဆောင်ကြပါဦးမယ်အားလုံးပဲကျေးဇူးပါဗျ